တက်ချန်ကိုအကောင့်တော့ဖွင့်မိသားပြီဒါပေမဲ့ဒါမျိုးဗီဇာကတ်ကလေးမစီရီရဲ့သူတွေအတွက်ဗီဇာကတ်ရအောင်ဘယ်လိုတောင်းရမလဲဆိုတာကျွန်တော်တစ်ချက်ပြပြပေးမှာဖြစ်ပါတယ်ဗီဇာကတ်တော့မို့ဆိုရင်မိတ်ဆွေတို့အကောင့်ထဲမှာအနည်းဆုံး15ချက်စီထားပေးဖို့လိုအပ်တယ်ပေါ့နော်15ချက်ပေးရတယ်ပေါ့နော်ဒါမျိုးကတ်တကယ်ရောက်ဖို့ဆို15ချက်ပေးဖို့လိုအပ်တယ်ဒါကြောင့်မိတ်ဆွေတို့အကောင့်ထဲကို15ချက်ထည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အကောင့်ထဲပတ်စပ်ထည့်ဖို့ဆိုရင်ကျွန်တော်နေ့လနှစ်ခုနဲ့ထည့်လို့ရတယ်ပေါ့နော်ပထမတစ်ခုကမိတ်ဆွေတို့ကိုယ့်ရဲ့တငယ်ချင်းမှာတက်ချန်ကိုရှိတယ်ဆိုရင်ကျွန်တော်တက်ချန်ကိုစောက်ထားတဲ့ဖုန်းနံပါတ်ထဲကိုသူ့ကိုတိုက်ရိုက်ထည့်ခိုင်းလို့ရတယ်နောက်တစ်ခုကတော့မိတ်ဆွေတို့မှာတက်ချန်ကို ID ပေါ့နော် ID ကိုအခြားဘဏ်ကြီးတွေပေါ့နော်မေးဘန်ဖြစ်ဖြစ်အခြားသော CIMB public ဓာတ်တွေကနေပြီးတော့လဲလွှဲလိုက်လို့ရတယ်ပေါ့နော်โอเคအဲ့တော့အဲ့လိုလွှဲလိုက်လို့မိတ်ဆွေတို့ထဲမှာ15ချက်ထိပြသွားပြီဆိုရင်တော့ကျွန်တော်တို့ကဲရအောင်ဘယ်လိုတောင်းအောင်လဲဆိုတာကျွန်တော်တစ်ချက်ပြပြပေးမယ်ပေါ့နော်ကဲတော့မို့ဆိုမိတ်ဆွေတို့အကောင့်နဲ့ဝင်လိုက်တာနဲ့ဒါမျိုးပေါ့နော်မိတ်ဆွေတို့အကောင့်ဝေါ်ကြီးတွေ့လိုက်မယ်အဲ့မှာဆိုပေါ်တောင်လေးမှာ CARDS CAS ဆိုတာလေးရှိတယ်ပေါ့နော်ကျွန်တော်ဝိုင်းပြပေးထားမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့တော့နှိပ်လိုက်တဲ့ခါမှာဆိုရင်ဒါမျိုး CAS ဆိုပြီးတော့ Visa CAS ဒီထဲမှာ DNG CAS ဆိုပြီးတော့နှစ်ခုပုံစံလေးပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်အပေါ်ဆုံးမှာရှိတယ် Visa CAS ကိုနှိပ်ရမယ်ပေါ့နော်မိတ်ဆွေတို့ကဒီ card toolkit တွေပါဖြတ်ဖို့သုံးနေတယ်ဆိုတော့အောက်က DNG CAS ကိုရွေးလို့ရတယ်ပေါ့နော်ကျွန်တော်တော့ Visa CAS ကိုပဲရွေးပါမယ်โอเคအဲ့တော့ Visa CAS ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နေ့တစ်ခါမှဆိုရင်ဒီမှာ Visa CAS 2မျိုးရှိတယ်ပေါ့နော်နောက်ထပ်ပထမတစ်မျိုးကတော့ဒီ travel တွေပေါ့နော်အခြားနိုင်ငံခြား overseas တွေပါသွားဖို့ဆိုရင် CAS ကိုသုံးပြလို့ရအောင်သုံးမယ်ဆို CAS ကိုဝယ်မယ်ဆိုရင်25ကျပ်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ကဒီဘက် click ဆိုတဲ့အခါမှာ standard ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ Visa CAS ကလေးကိုကျွန်တော်သုံးမှာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မို့ဒီမှာ standard ဆိုတာလေးတစ်ချက်ရွေးလိုက်ပါမယ်ရွေးပြီးတော့ပြီဆိုရင်တော့မိတ်ဆွေတို့အရင်စောက်တုံးကနာမည်တွေလိပ်စာတွေကအော်တိုရွေးပြီးသားဖြစ်မှာပေါ့နော်ဒီလိပ်စာတွေမိတ်ဆွေပြောင်းနေတယ်ဆိုရင်တော့အဲ့ဒီကိုနှိပ်ပြီးတော့ပြောင်းလို့ရပါတယ်โอเคအဲ့တော့မပြောင်းမှုဆိုရင်တော့ဒီမှာအောက်ကလေးတောင်ခွက်ကလေးကို margin နှိပ်ပြီးတော့မိတ်ဆွေတို့ pay now ဆိုတာလည်းတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်တဲ့ခါမှာဆိုရင်တော့မိတ်ဆွေတို့တာချိုက်ကိုဖွင့်ထားတဲ့ password ကိုထည့်ခိုင်းလိုက်မယ်ထည့်ပြီးတော့ပြီဆိုတော့အခုလိုမျိုးပိတ်ဆိုပြီးတော့15ကျပ်မိတ်ဆွေတို့အကောင့်နဲ့ဖြတ်သွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့ကတ်တောင်းတော့အောင်မြင်သွားပြီပေါ့နော်ဒါမျိုးမိတ်ဆွေတို့ကပိတ်ပြောပေါ်သွားပြီဆိုရင်တော့ကျွန်တော်ဒီမှာတော့ကျွန်တော်ဓာတ်ပုံရိုက်လို့မရတော့ဘူးပေါ့နော်ဘာလို့ဆိုဒီနောက်မှာကတ်နံပါတ်တွေပါတခါတည်းပေါ်လာတာပေါ့နော်ကတ်နံပါတ်ရဲ့အောင်နာလေးမှာကျွန်တော် delivery ကဘယ်နာထိရောက်ပြီလဲဆိုတာလေးသူကပြပေးတယ်ပေါ့နော်အဲ့ရနေပြီးတော့မိတ်ဆွေတို့ကို PC ကကိုစီကိုထည့်ထားတဲ့လိပ်စာမှာရောက်ပြီလားမရောက်သေးဘူးလားပြန်ပြီးစစ်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ဒီနေ့လည်းမိတ်ဆွေတို့တက်ဆိုင်ကို Visa CAS ကိုတောင်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ